ဟုတ်ဘူး ဟုတ်ကဲ့ဘရိုအားလုံးမင်္ဂလာပါခင်ဗျာ မင်္ဂလာပါခင်ဗျာ question စီအားနည်းနည်းပြပါ ဘယ်သူရဲ့နည်းနည်းပြေတော့ ကျွန်တော်ရဲ့ ဩ အဲ့နေ့ကကျွန်တော်တို့ဝိခဲအတိုင်းမတရားပြောင်းလို့ပြန်ဝင်လာပါတယ် ဟုတ် ချစ်စုံပုံလေး အဲ့ပါပါချင်းရဲ့အနက်လေးရဲ့ စတိုင်ပန်ရဲ့ ပြီးတော့ အဲ့လေးရဲ့ ပြီးတော့သပင်လေးရောသပင်လေးကတော့မတူတော့ဘူး အဲ့ဒါကိုကျွန်တော်ပြောတာကျွန်တော်စိတ်ဆိုးတာ စိတ်မဆိုး ကျွန်တော်ဆိုလဲဆိုရင်ရှည်သွားပြီကွာဒီလားဒါပေမဲ့ အဲ့ဒါတကယ်တော့ idea ရှိပြီးသားဒါပေမဲ့ hair style တွေကထောင်ဝဲထောင်ရမယ်တဲ့အားကြောင့်မလို့ပါအခုအားဆိုဒီလိုမျိုးချတယ်ဘလို့ဖြစ်နေဇော်ချိုင်းတက်ကဇော်ချိုင်းတက်ပဲလေ ဟုတ်ပါတယ် နော်ဟုတ်တယ် ဟုတ်ပါတယ်ဒီနေ့အမှတ်တရနေ့လေးလည်းဖြစ်တာဆိုတော့ဗောနော်ပရိသတ်တွေနဲ့အတူတူစကားလေးပြောမယ်ပြီးတော့အမှတ်တရအကြောင်းအရာလေးလည်းပြန်ပြီးတော့ပြောကြမယ်ဗောနော် ဟုတ်ကဲ့ပါ ဆောင်းမွေးစင်မိုင်းလေးရှိပါတယ် ဆောင်းမွေးဆေးရမှာကျွန်တော်ပါကျွန်တော်တို့ဆောင်းမွေးဆေးရမှာပထမဦးဆုံးအနေနဲ့ဒါကျွန်တော်တို့ဒီနေ့အတွက်အများကြီးပြင်ဆင်ထားပါတယ်။ဘာပြင်ဆင်ထားလဲဆိုတော့နံပါတ်1ကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာတော့ကျွန်တော်တို့နှစ်ယောက်ပထမဦးဆုံးဒါစပြီးတော့စုံတဲ့ The Beginning TV Reading နေ့က ဟုတ်ဘရို ဟုတ်ကဲ့ bro ကျွန်တော်ရှိမှရောက်နေ ဆိုဖက်ဆောင်တွေ့တယ်ဗျာ That's what I said, but you don't know. Do you know, my bro? Do you know? Not the shy is my bro.